ပေါပီးနဲ့ယူလို့လာလို့ရပါတယ်ပေါပီး39 6 136 6 နော်ဘိုက်ပါကိုလာခဲ့ပါခင်ဗျဘူးရင်ပြီးရင်ဘိုက်ပါကိုလာခဲ့ပါကျွန်တော်ပေါပီးမှာနော်3ခွက်ပေးမှာဖြစ်ပါတယ်3ခွက်ပေးမှာဖြစ်ပါတယ်အဲ့ထင်ရမှာဘရီကိုထိတ်ကိုအပိတ်ကိုအညိတကွက်ရှိတယ်ခင်ဗျအဲ့တကွက်ထဲလိုချင်ရင်လည်းရတယ်ဒါမှမဟုတ်ဒီကိုလာဟိုင်းတဲ့အခါမှာပေါပီးတကွက်လိုပဲပြောလိုက်ပါအဲ့တကွက်ကိုပဲကျွန်တော်ပေးပါမယ်ခင်ဗျနော်ပေါပီးကတော့နော်2000ကျပ်ပါခင်ဗျ2000ကျပ်ပါနော်ကန်ဆတ်ကြီး2000ကျပ်ပါ2000ကျပ်ပါကျွန်တော်ဝါသနာရှင်များငွေကံပြီးလို့ငွေတွေဝင်မစီလို့ကျွန်တော်ဘာကျော်စုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီအတိုင်းပဲထိုးနော်ထိတ်လည်းမဆွဲနဲ့အပိတ်လည်းမဆွဲနဲ့ဒီတိုင်းပဲထိုးမနေ့ကမနေ့12နာရီ10မိနစ်မှာငွေဝင်မယ်ဘာကျော်စီမှာထိတ်နဲ့အပိတ်နဲ့ဗရိတ်နဲ့ရှိတယ်တကွက်သေးပဲရှိတယ်လာခဲ့2000ကျပ်နော်ဒါမှမဟုတ်ကျွန်တော်က3ခွက်ရှိတယ်တကွက်ရှိတယ်တကွက်ဆိုရင်တော့ကြီးနေနေများမယ်3ခွက်ဆိုရင်တော့ပုံမှန်ပဲနော်2000ကျပ်ပါဆန္ဒရှိသူများလာခဲ့ပါခင်ဗျနော်ဒီ3ခွက်ယူတဲ့လူတွေမှာတော့တကွက်ကပါပြီးသားပါနော်ရန်2ခွက်ထပ်ထည့်ပေးမှာပါနော်ရန်2ခွက်ထပ်ထည့်ပေးမှာပါ2000ကျပ်ပါခင်ဗျဆန္ဒရှိသူများလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျွန်တော်ဘာကြော်ပါလိုက်ရန် subscribe ကလေးတွေလည်းလုပ်ပေးကြပါအောင်ခင်ဗျာလိုက်ရန် subscribe လေးတွေလုပ်ပေးခြင်းဖြင့်ကူညီကြပါအောင်နော်မနေ့ကမနေ့12နာရီ10မိနစ်အတွက်ဒါကဖြစ်ပါတယ်မနေ့ကမှာလိုက်ရန် subscribe လုပ်ပြီးလို့လူပြည့်သွားတယ်ဆိုရင်မနေ့ကညကြရင် live show လေးနဲ့ပြန်လဲဆုံတွေ့ကြမယ်ဗျာနော်မနေ့ကနေ့လည်မှာလည်းပဲကျွန်တော်ဗီဒီယိုလေးထပ်တင်ပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘာကြော်စီကိုလာဖို့မမေ့နဲ့နော်များလိုချင်တဲ့သူတွေဒီကိုလာပေါပီး2000ကျပ်တယ်နော်ပေါပီး2000ကျပ်တယ်ဒီကိုရောက်အောင်လာခဲ့နော်ပေါပီး2000ကျပ်တယ်တကွက်ထဲလို့ဘာကြော်ပြောတယ်ဒါမှမဟုတ်ဘာကြော်စိတ်မချလို့2ကွက်ထည့်ပြီးမှဖြစ်တယ်အဲ့တော့3ကွက်ဖြစ်လိမ့်မယ်နော်3ခွက်ဖြစ်လိမ့်မယ်လာခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်တကွက်ထဲမှာစိန်ခေါ်ပြီးလိုချင်တယ်ဆိုရင်တော့ကြီးနေနေများလိမ့်မယ်ဗျအဲတကွက်ထဲကိုပဲပေးလိုက်မယ်နော်ဟုတ်ပြီနော်အားလုံးကျေးဇူးတင်ပါတယ်ဘာမှမပေးနိုင်တဲ့လူတွေကတော့ဒါလေးပဲထိုးပါနော်ဒီ9ခွက်ပဲထိုးပါ1000မို့အထက်အရှုံးနေလဲများနေတယ်ဆိုတဲ့လူလာခဲ့ကျွန်တော်ဘာကြော်ကူညီပေးမယ်နော်ပတ်တိုင်းမှာအရှုံးများနေတယ်ဆိုလာခဲ့ကျွန်တော်ဘာကြော်ကူညီပေးမယ်ဒါမှလည်းကြီးရပေါက်ရင်တော့ပေးရမယ်2000ကျပ်3ခွက်2000ကျပ်တကွက်ထဲလိုချင်တယ်ဆိုရင်လည်းရမယ်ကြီးရတော့နည်းနည်းလေးများမယ်တကွက်ထဲရတော့เนาะကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်